ကျွန်တော်တို့ဒီနေ့တော့စန္ဒတ်အစောအစောနဲ့ဆိုကိုစန္ဒတ်စကားစလေးတွေကျွန်တော်တို့ဒီတော့လေ့လာသွားကြအောင်ပေါ့ခင်ဗျာဒီတော့အစောအစောကျွန်တော်တို့ဟဲဆိုကိုအရင်ဆုံးစတင်ပြီးတော့အသုံးပြုပုံလေးကိုလေ့လာသွားအောင်ပေါ့ခင်ဗျာအစောအစောကတော့ကျွန်တော်တို့အာအိုတရာဆုံးနဲ့ကျွန်တော်တို့ကရိယာလေးတွေတော့မှသူကအစောကိုကပ်ပါတယ်အဲ့တော့ဥပမာဂါရာဆိုရင်ဂါရာသွားသည်ဆိုရင်ဂါဆောသွားလို့အိုရာလာသည်ဆိုရင်ဝါဆောလာလို့ပေါ့နော်ဩဆောကကြတော့ဩဥဤဆိုတဲ့တရာဆုံးတဲ့ကရိယာလေးမှာသူကဩဆောကပ်ပါတယ်ဥပမာမော့တာစားသည်ဆိုရင်မောကောဆောစားလို့ဣတာရှိသည်ဆိုရင်ဣဆောဆောရှိလို့ဆိုပြီးတော့ကျွန်တော်တို့သုံးသွားပါတယ်ဟဲဆောကကြောကျွန်တော်တို့ဟာရာဆုံးတဲ့ကရိယာတွေမှာဟဲဆောအနေနဲ့သုံးပါတယ်ပြောင်းလဲပြီးဂုံဘူးဟာရာချင်းလေးလာသည်ချင်းကြောရတာဖော်ရည်သည်ဂုံဘူးဟာရာလေးလာသည်မှာဆိုဂုံဘူးဟဲဆောလေးလာလို့ချင်းကြောရတာဖော်ရည်သည်မှာဆိုချင်းကြောရဆောဟောဖော်ရည်လို့ကိုဆိုရတော့ကိုပြီးပေါ့နော်မောတာသူကကြတော့ဘာမှသူ့မှာပြောင်းလဲစရာမရှိပါဘူးတန်းပြီးတော့ကိုကက်လိုက်ရုံပါပဲဒါဖြုတ်ပြီးတော့မော့တာစားသည်ဆိုမော့ကိုစားပြီးဘူရာကြည့်သည်ဆိုဘူကိုကြည့်ပြီးဂုံဘူဟာရာလေးလာသည်ဆိုဂုံဘူဟာကိုလေးလာပြီးဆိုပြီးတော့သုံးပါတယ်အဲ့တော့ကျွန်တော်တို့သူ့ရဲ့အသုံးလေးသိသွားပြီဆိုတော့အစောအစောနဲ့ကိုရဲ့နှိုင်းယှဉ်ချက်လေးကိုကျွန်တော်တို့ကြည့်ကြအောင်ပေါ့ခင်ဗျာပထမဆုံးကျွန်တော်တို့အစောအစောကိုအရင်ကြည့်အောင်ပေါ့ခင်ဗျာပထမဘဲကအဖာစောပြောင်းအောင်တဲ့ကဆိုရဘဲကဘိုက်ကအဖာစောနာလို့ပြောင်းအောင်တဲ့စီယုံကိုကဆိုရသွားခဲ့တယ်ရဆုကီဣဆောဆောမောင်ကျော်ကြည့်ပဲကဆိုကျွန်တော်တို့ချင်းဆိုထားတာရှိလို့မောင်ကျော်အိမ်ကိုအရင်ဆုံးကြည့်ပဲအိမ်ကိုကဆိုရသွားခဲ့တယ်ကျွန်တော်တို့ကိုကြည့်မယ်ဆိုထွန်းနီမီဂျာကိုဣရုဟာကိုဣဆောယထွန်းမောင်ထွန်းကအိပ်ပြီးမှအလုပ်ကိုလုပ်နေရပေါ့နော်နောက်တစ်ကြောင်းကဆိုရင်ဂျွန်နူကျွန်တော်တို့ကတော့ဘီဘင်ဘာဂျွန်နူကျွန်တော်ကတော့ဘီဘင်ဘာထမင်းတို့ကိုမော့ကိုစားပြီးမောင်ချီနူမောင်မောင်ကတော့ကင်ချီကြီးကချင်းရင်ကိုမော်ကူကိုရစားလိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့စက်တက်ရှိပါတယ်အဲ့ဒီစန်တန်ကသူကချိမှာကျွန်တော်ကတော့ထမင်းကိုစားတယ်ဆိုတဲ့စန်တန်နဲ့နောက်ကတော့မောင်ချီနူမောင်ကတော့ကင်ချီရဲကိုစားလိုက်မယ်ဆိုတဲ့စန်တန်မှာတစ်ခုနဲ့တစ်ခုကမိကုန်မှုမရှိပါဘူးလူချင်းလည်းမတူသလိုစားတဲ့ထမင်းကလည်းဟင်းကလည်းမတူပါဘူးအဲ့တော့ခြေစန်တန်နဲ့နောက်စန်တန်ကသူကဆက်မှုမရှိပါဘူးအဲ့တော့ကျွန်တော်ဒီစန်တန်ကြောင့်ရဲ့ခြားနာချက်ကဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာခုနပြောတဲ့အာဆောအစောသုံးတဲ့စန်တန်တွေမှာဆိုအာဆောအစောမှာရှေ့ရစန်တန်နဲ့နောက်ကစန်တန်ဆက်မှုရှိတယ်နောက်ကစာကြောင်းကရှေ့ရစာကြောင်းကိုမိခိုးတယ်ပေါ့ဗျာနော်ဘဲကအဖာဆိုပြောင်းတဲ့အခါဆိုသူဘိုက်နာလို့စီယုံသွားခဲ့တယ်ဆိုတော့ဆက်မှုရှိတယ်ကိုမှကျတော့အဲ့ဒီလိုမဟုတ်ဘူးသူကစာကြောင်းတစ်ခုကတစ်ခုနဲ့တစ်ခုဆက်မှုမရှိဘူးထွင်းနေမိကြကိုမောင်ထွင်းကအိတ်တယ်ဣရုဟာကိုဆိုအလုတ်လုတ်တယ်ဆိုတာကတစ်ခုမိကိုမှုမရှိအလုတ်လုတ်တာတက်တက်အိတ်ပြီးမှအလုတ်လုတ်တယ်ဆိုတော့သူကမိကိုမှုမရှိဘူးเนาะအဲ့တော့အခုဒါဆိုရင်ကျွန်တော်တို့အာဆောအစောနဲ့ကိုရဲ့အသုံးလေးကိုကျွန်တော်တို့နားလည်လောက်ပြီလို့ထင်ပါတယ်အဲ့တော့ကွမ်ဆောင်ကိုရီးယား language ကိုကြည့်ရှုနေတော့တကယ်ချင်းမိတ်ဆွေပေါင်းတဲ့အားလုံးကျမ်းမာချမ်းသာတော်မူကြပါစေယေရှုထူးတင်ချေပါတယ်ခင်ဗျာ